မငူပါကြီးဝေဘူးရှိလောကတဲ့တော်ဒီခိုင်ပြောင်းနေရဒီမိစ္ဆာဒီအုပ်ချုပ်ထားရကဘာကြီးကလွယ်မြောက်ဖို့တော့ကူကြီးတို့ကလူစားနေကြတာဘောလုံးကိုပြီးပိုက်ခိုင်ကြီးရှုံလို့မဟုတ်စိတ်တဲ့အပေးနဲ့ခိုင်မာရီခွေအားကြီးကိုတောင်းထားဝေဘူးရှင်ကူကြီးတို့ရခိုင်ကြီးရီရီတောက်ဘီလူကိုအစိမ့်လိုက်ဝါစားနေရီမာယူသူကိုငကောင်းမောင်းတောက်အမောက်ထောက်ပြလိုက်မရှာမော်လူတော်လေးပြောင်းပြီးနေရီသူခါဘူးကိုကူကြီးတို့ရအောင်ယူပြမယ်နဲ့စိတ်တဲ့မကြကြီးမော်ရီမကြကြီးဝေဘူးရှင်အခုမော်လူထမောင်းတော့ဟာမငယ်တီမလားအေးတောက်ခံထားဝေဘူးရှင်ဒီရှယ်ရီဆိုစိုက်ပွေးဖိုက်ဒီနေရာမှာရှိစွာလားအနာခေမအဖာဆန်ဆူရီစကူဘူးဒီနဲ့ရှိရမလားဝေဘူးရှင်အမေတော်တော့တရောဘောဆိုင်တိုင်းနေစွာမော်လူရောမပေါ်ဂိုးလူမော်ထော်လိုက်မော်ရီရှောင်းကြာကြီးရှောင်းမငူပါလိဘူးရှင်မတော်ရခေချီယာတရောဘူးဒီပိုက်ဆိုင်နေအောင်ကူကြီးတို့လုံးပြီးစွာအေးရှင်ဘူးရှင်တို့တော်ဟာအမောတပြည့်ရှိကြဘူးဝေးဒီကလေးအမောသူဤနောက်မှာအလုံးတဲ့ဒီအဆောင်သောစီကူနေဝေးမငူပါလိဝေးဘူးရှင်ငရုအဖိုးလေးကျွဲအဖတ်ကျွဲနဲ့ကူပြီးလေးကျွဲခိုက်ကျွဲစုံကလာမှာနိုင်နေတော်လေးမနေရမလားဝေးကျွဲနောက်တခါဘူးရှိရောမခိုင်မို့တော့အမိုက်ကိုသူဝိုးရှိရဲ့ဝဒီလေးပေါင်းဆက်ထားရကူပြီးတော့ဝိုးချိုက်သူရီကိုအော်မေအပြင်းနဲ့တော့ဝဲတော့ပဲခက်ကနေစွာဒုက္ခမီနီတို့ဟာကြားဖို့တော့ရဝေးရီမတ်ထူခိုက်ထွန်းတော့ခရီအာရောခနိုင်ရဲ့အောင်လေခွေးကိုအဖားရောခွန်ချွေရောပြောမှာပေပနာတခေါလို့သူနိုင်ဖို့မလောက်ဝေးဘူးရှိမော်လိုဒီအေဂူကြိုက်ထားတော့မောထား